ဒီနေ့တော့ခင်ဗျားတို့မြန်မာတွေအကြောင်းပြောတော့ပေါ့ဘာညာပြောတော့ပေါ့ဒီတော့ကျွန်တော်အခုကခီးထွန်နေလို့ပါဟိုကပွင့်လိုက်ပြန်ခီးထွန်နေပါတယ်အဲ့တော့ခီးထွန်နေတဲ့အခါကျတော့သတင်းတွေကိုပြောရတော့ခက်တဲ့ဟောနော်ခီးရတော့ချောက်တရက်ထွန်တော့သတင်းပြောခက်တဲ့နေရာရောက်နေတဲ့အတွက်ကျွန်တော်ရသလောက်လေးအတူလေးပဲပြောပြရစီအဲ့တော့ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ဘူးတွေပါရင်ညာခဏကျွန်တော်မပြောတော့ပါဘူးအဲ့တော့လူရှင်းလေးပဲကျွန်တော်ပြောရမယ်နောက်နေ့မှနောက်တစ်ရက်နေ့လောက်ကြာတော့ကျွန်တော်တေချာပြောနိုင်ပါပြီကိုကလို့ခီးစရိုက်ထွန်နေတော့အများကြီးပြောနိုင်ဖြစ်နေတာပေါ့နော်ပြီးတော့လူရှင်းလေးပြောပါဆိုတော့ဗာလဲဆိုတော့နံပါတ်1ကတော့ဗိုလ်ချုပ်မှုကြီးငိမ့်သားယူထားတဲ့ဦးမဲအွန်လိုင်းပေါ့နော်ဦးမဲအွန်လိုင်းကတော့ဒါအားလုံးမြင်တဲ့အတိုင်းပြည်သူ့လူတော်အထူးကြသမရအဖြစ်နဲ့တင်မြောက်ခံရပြီပေါ့နော်အမျိုးသမီးဖြစ်တဲ့အထူးကြီးမြန်မာနိုင်ငံရဲ့ဒီသမိုင်းမှာအထူးကြီးဖြစ်နေတာဒေါ်နန်းနီအေးဆိုတဲ့ကရင်တိုင်းသူပေါ့နော်သူပြည်ခိုင်ပါတီကကရင်တိုင်းသူသူကဒါဒုတိယသမရဖြစ်နေအမျိုးသားလူတော်ဘက်ကတင်မြောက်တော့ခံလိုက်ရပြီနောက်ဦးညိုစောတော့တမတော်ဘက်ကတင်မြောက်တော့ခံလိုက်ရပြီအဲ့တော့ဘာပဲပြောဒုတိယသမရလုံး3ခုဖြစ်နေတော့အားလုံးကဒီဦးမဲအောင်လိုင်းဦးညိုစောဒေါ်နန်းနီအေးဆိုတော့စင်းထွက်လာပြီပေါ့နော်ဒါစင်းထွက်လာပြီးသားဖြစ်တယ်အဲ့တော့ဒီစင်းကိုကြည့်ကြရဘယ်သူသမရဖြစ်မယ်ဘယ်သူကဒုတိယဖြစ်မယ်ဘယ်သူကဒုနှစ်ဖြစ်မယ်ဆိုတာကိုဒါအားလုံးခံမှန်းပြီးသားကျွန်တော်တို့အားလုံးခံမှန်းပြီးသားဖြစ်သွားပါပြီအဲ့တော့ထူးခြားတာကတော့ဒုနှစ်လို့မှန်းလို့ရတဲ့တော့မျိုးသမီးပေါ့နော်ဒုနှစ်လည်းဖြစ်နေဒုတိယလည်းဖြစ်နေဒုသမရအဖြစ်ပေါ်လာတဲ့ဒီဒေါ်နန်းနီအေးကတော့ဒါမြန်မာနိုင်ငံရဲ့သမိုင်းမှာဒါအမျိုးသမီးဒုတိယသမရတူပထမဆုံးပေါ်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံသမိုင်းမှာအဲ့တော့ဒါလေးကတကယ်ကိုသမိုင်းမှာရှားရှားပါဖြစ်ရတခုလို့ပြောလို့ရတယ်ပြီးတော့ဒေါ်နန်းနီအေးကဒီဒုတိယသမရအဖြစ်မတင်မြောက်ခံရမိအထိဒုတိယသမရလောင်းဖြစ်တင်မြောက်ခြင်းမခံရမိအထိကဒေါ်နန်းနီအေးအကြောင်းလူတွေတော်များသိပြီးသိချမသိကြဘူးပေါ့နော်သူကတော့ပေါ်လည်းပြောတော့လွတ်တော်ပြီးခဲ့တဲ့လွတ်တော်2010ဦးသိန်းစိန်အစိုးရလွတ်တော်နောက်ကဒီဒေါ်စန်းစုကြည်အစိုးရလွတ်တော်တွေမှာလည်းသူနောက်ချိန်လုံးစရိုက်နိုင်ခဲ့ပါတယ်2020ရွေးကောက်ပွဲမှာတော့ဒါရွေးကောက်ပွဲရလဒ်ကိုတော့မေးလိုက်တော့ပေါ့နော်မေးလိုက်ပြီးပြောမယ်ဆိုခု2025ရွေးကောက်ပွဲဆို3ချိန်ပေါ့ရွေးကောက်ပွဲ3ချိန်ဆက်နိုင်ရတဲ့လွတ်တော်အမှတ်2ဖြစ်တယ်ပြီးတော့ဒေါ်စန်းစုကြည်အစိုးရလက်ထက်ဒေါ်စန်းစုကြည်တို့ NLD အားကောင်းစဉ်မှာရွေးကောက်ပွဲနိုင်တဲ့မြို့သားလွတ်တော်ကနေနိုင်ခဲ့တဲ့လွတ်တော်မှပြည်ခိုင်ပြည်လွတ်တော်မှတူလည်းဖြစ်တယ်ပေါ့ဆိုတော့ဒါကတကယ်ကိုသူ့ရဲ့မှတ်တမ်းသမိုင်းတစ်ခုဖြစ်တယ်ပြီးတော့ကရင်ပြည်နယ်မှာလည်းသူ့ရဲ့ဒီတိုင်းတာတစ်ခုတည်းသူဩဇာညောင်းမှုလေးတချို့ကလေးရှေ့လို့ကြားပါတယ်သူတို့လူထဲဝင်သူတချို့လုံးနိုင်တယ်လေးရှေ့လို့ကြားပါတယ်အဲ့တော့ဒုတိယသမရအနေနဲ့ဒေါ်နန်းနီအေးကဘယ်လောက်အထိစွမ်းဆောင်ရင်ကောင်းတယ်လုံးနိုင်မယ်ကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဗိုလ်ချုပ်မှုကြီးငိမ့်ပေါ့နော်ဦးမဲအွန်လိုင်းကတော့ဗိုလ်ချုပ်ကြီးငိမ့်ဖြစ်သွားတယ်ဦးမဲအွန်လိုင်းကတော့ဒါသူကတော့အားလုံးသိတဲ့အတိုင်းပဲရှေ့မှာသူတောင်းထမ်းဆောင်ပြခဲ့ပြီးဆိုတော့သူလည်းတိုင်းပြည်အတွက်သူကြာအခါကဏ္ဍသူကောင်းဆုံးထမ်းဆောင်မယ်လို့ပြောထားတယ်ဖြစ်တဲ့အတွက်ဒီသမရတယောက်အနေနဲ့သူတိုင်းပြည်ကိုထိန်းချောင်းမောင်းနေပြီးတော့ကောင်းကောင်းဥဆောင်သွားလိမ့်မယ်လို့ကျွန်တော်တွက်ဆပါတယ်ပြောရင်9နှစ်မပြောရင်ပြောရင်9နှစ် plus 9နှစ်ပေါ့နော်မပြောရင်တော့လည်း9နှစ်နဲ့ထွက်တော့ပြန်သွားရင်တော့နားရင်နားမှာပေါ့အဲ့ဒါသူကတော့ဒါသူ9နှစ်ကတော့တေချာဖို့ကောင်းအောင်ထမ်းဆောင်တော့ပါလေဦးမယ်ပေါ့နော်ထားပါတော့အဲ့တော့ကျွန်တော်တို့ဒီခင်းချင်းကတော့မနေ့ဖြန်ဆိုရင်ပြည်တော်တော်မှာသမရတွေရဲ့သမရဒုတိယတွင်းခံတဲ့ဒုတိယသမရ3ဦးရဲ့အရေးချင်းတွေစစ်ဆေးလိုက်မနေ့ဖြန်မှာအရေးချင်းတွေကိုသူတို့ဖတ်ကြားပြီးတော့အရေးချင်းပြည့်မှုရှိမရှိဆိုတာကိုမနေ့ဖြန်မှာသူတို့ပြည်တော်တော်ကနေပြီးတော့စစ်စစ်အတည်ပြုလိုက်လုပ်ပါလိမ့်မယ်အဲ့ဒါပြီးရင်တော့မနေ့ဖြန်ပြည်တော်တော်ကနေပြီးတော့ဘယ်နေ့မှာသမရရွေးမယ်ဆိုတာကိုဒီ3ဦးရဲ့2ဦးကိုသမရဖြစ်နေရွေးမယ်ယာယီသမရဖြစ်နေရွေးမယ်ဒုတိယနှစ်တွေရွေးမယ်ဆိုတာကိုမနေ့ဖြန်ပြည်တော်တော်မှာကြီးညာမယ်အဲ့တော့အဲ့ကြီးညာတဲ့ခါကျရင်တော့ဒါဦးမဲအွန်လိုင်းကတော့ကျွန်တော်ထင်တယ်အဲ့ဒီအချိန်မှာဦးမဲအွန်လိုင်းကတော့ဟိုဒီကြဖြစ်ဖို့ကြာရင်တော့ပို့ပြီးနီးစပ်တဲ့နီးစပ်လာပြီဆိုတော့ပြောချင်တာပေါ့တရက်ပို့နီးစပ်လာပြီပေါ့ဆိုတော့အဲ့တော့ဒါလေးကဟိုတစ်ခုဖြစ်နေပြပြတာပါအဲ့တော့ကျွန်တော်တို့ကတော့ဓာကြီးကိုကြည့်ပြီးတော့ဟိုအခင်းချင်းတွေကပုံစံပြောင်းလာမလားလူမပြောင်းမဲ့နဲ့နာမည်တွေပဲချိန်သွားတဲ့အစိုးရဖြစ်မလားအဲ့တကယ်ဝန်ကြီးဌာနတွေဝန်ကြီးချုပ်အဆင့်တွေဒူးဝန်ကြီးတွေမှာတကယ်ကိုအပြောင်းလဲပေါင်းများစွာနဲ့ပေါ်ဆောင်ပြီးတော့တကယ်လုံနိုင်ကိန်းနဲ့ရှိတဲ့လူတွေကိုဗိုလ်ချုပ်ကြီးရဲ့နေရာပေးမှလားအဲ့ဒါတွေကျွန်တော်တို့စောင့်ကြည့်အောင်ပေါ့နော်ဗိုလ်ချုပ်ကြီးဖြစ်တဲ့ sorry ဦးမြောင်လိုင်းပေါ့ကျွန်တော်တို့ဗိုလ်ချုပ်ကြီးဦးမြောင်လိုင်းကသမရဖြစ်လာမယ်ဦးမြောင်လိုင်းကဒီသူ့ရဲ့ဝန်ကြီးအဖွဲ့ကိုသူဘယ်လိုဖွဲ့မလဲကက်ဘိနက်ကိုသူဘယ်လိုဖွဲ့မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါဘူးเนาะအဲ့ကက်ဘိနက်မှာတကယ်လုံနိုင်ကိန်းနဲ့ရှိသူတွေပေးမှလားဒါမှမဟုတ်ဒီယာရုယူပြီးတော့ဂုံဒရက်ယာရုဂုံဒရက်ကိုမက်တဲ့သူတွေယာရုဂုံဒရက်နောက်ကိုပဲလိုက်တဲ့သူတွေကိုပေးမှလားဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်အဲ့တော့ခုလက်ရှိချိန်မှာတော့ဝန်ကြီးဖြစ်ချင်တဲ့သူတွေเนาะဝင်လေးဖြစ်ချင်တဲ့သူတွေဝင်ကျုပ်ဖြစ်ချင်တဲ့သူတွေကလည်းအခုဆိုရင်အကုန်လုံးကလည်းယာရုမရတော့လို့စိတ်ညစ်တဲ့သူနဲ့ရမှာမလို့ပြောတဲ့သူနဲ့ရအောင်ကြိုးစားနေကြတဲ့သူနဲ့တိုင်းပြည်မှာပြရှင်းပြောရင်တော့ဟိုဝင်ကြီးတို့ဒုဝင်ကြီးတို့ဝင်ကျုပ်နေရတယ်ဟိုအတင်းအသေးတန်ဝင်တိုးပြုံတိုးပြီးလူပြုံတိုးပြီးတော့အသေးတန်လောဘတွေရှိတက်နေကြတဲ့တချို့တွေလည်းကြားရပါတယ်အဲ့တော့ရှိုးလောဘတွေတတ်တာကောင်းပါတယ်အဲ့တော့ထားပါတော့ဗျာဒါကတော့ဒါဗိုလ်ချုပ်ကြီးတို့ sorry ဦးမဲအွန်လိုင်းတို့ရဲ့ခင်းချင်းကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ပြီးတော့ဦးမဲအွန်လိုင်းသမရဖြစ်လာမယ်ဦးမဲအွန်လိုင်းကမီဒီယာလွတ်လပ်ခွင့်ဘယ်လောက်ပြီးမလဲနောက်တိုင်းပြည်စီးပွားရေးတိုးတက်မှုဘယ်လောက်ထိအားကောင်းအောင်လုပ်မလဲ
နောက်တစ်ခုကငင်းချင်းရေးဘလို့ပေါ်ဆောင်မလဲဒါတွေကကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်ဒါတွေကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးတော့ဒီကူလက်ရှိ73စီကိစ္စတွေသူဘလို့ဖြစ်ရှင်းမလဲဒါတွေကကျွန်တော်တို့စောင့်ကြည့်ရမယ် issue တွေကြီးပါပဲ big issue တွေပေါ့နောက်တစ်ခုကမကြခင်မှာဒီစိုက်ပျိုးရေးယာတီပေါ်မှာသူအစိုးရအသစ်ပထမဆုံးဖြစ်ရှင်းမယ်ဟာ73စီနဲ့စိုက်ပျိုးရေးပဲအဲ့ပြဿနာစရှင်းရမယ်ဘာလို့ဆိုစိုက်သုံးစီနဲ့စိုက်ပျိုးရေးကဏ္ဍတွေကို73စီရိုက်ခတ်နေပြီဖြစ်တယ်သူဒီဟာဘလို့ကတည်းကဖြစ်ရှင်းမလဲဆိုတာသူပထမဆုံးရှင်းရမယ်သူရက်တရာစီမံချက်ထဲမှာပါလာမယ့် issue တွေဖြစ်မယ်ပေါ့ကျွန်တော်ကြည့်ရမှာပေါ့နော်ဒါလေးကကျွန်တော်တို့ပြောတာပါနောက်တစ်ခုကတော့ဒီနေ့ဆိုရင်တန်တွဲငပလီကန်းကြီးနားတစ်လျှောက်ပါနော်အဲ့မှာနေရာ3-4ခုလောက်ကိုတက်ကလေနဲ့အုပ်လိုက်ပေါ့နော်ပြန်ပြီးတော့ဒါဘာလဲဆိုတော့3ပေးပြန်တန်းပြစ်ခတ်မှုတွေလုပ်သွားတယ်လို့သိရတယ်3ပေးပြန်တန်းပြစ်ခတ်လို့ကျွန်တော်တကုံ3တာအကြောင်းရင်းရှိပါတယ်ဒါကဒီ AA နဲ့ AA ထောက်ခံသူတွေကို3ပေးတာပါမင်းတို့တွေဒီနေရာနေပြေးတော့တောင်းမလဲမင်းတို့လက်နဲ့ချလိုက်တော့ဆိုလိုမျိုးဒါအတိပေးခြင်းတဲ့သဘောပါအတိပေးခြင်းတော့မင်းတို့လက်နဲ့ချမချရင်မင်းတို့ဒီနေရာနေလွတ်အောင်ပြီးတော့ဘာလို့လဲဆိုတော့ငါတို့မကြခင်ဓာတ်ထက်ပူကြီးမားတဲ့တိုက်ခိုက်မှုတွေကြီးမားတဲ့ဒီနေမြေပြန်လဲသိမ့်ပိုက်မှုတွေနေမြေပြန်လဲပြီးတော့စူးမအောင်လုပ်တဲ့ကိစ္စတွေနေမြေစူးမှုပြန်ရအောင်လုပ်တဲ့ကိစ္စတွေမကြခင်ငါတို့လာတော့မယ်မင်းတို့ပြေးကြတော့ဒါမှမဟုတ်လဲလက်နဲ့ချကြတော့ဆိုတဲ့ဒါပထမဆုံးစပြီးတော့သတိပေးမှုလုပ်တာပါအဲ့တော့ကာကွယ်ရေးချုပ်အစ်စ်ရဲ့လက်ထက်မှာပထမဆုံးညစပြီးတော့သတိပေးတာပါအဲ့တော့ကာကွယ်ရေးချုပ်အစ်စ်ဟာရှင်းပြောရင်တော့ရခိုင်ပြည်နယ်နဲ့ပတ်သက်ရင်သူလည်းသူလွတ်ဆက်ချက်သူလုပ်တော်ပါလိမ့်မယ်နော်ဟိုရှေ့ကာကွယ်ရေးချုပ်လက်ထက်မှာမပြီးမြောက်ခဲ့တဲ့တာဝန်လက်ရှိတာကာကွယ်ရေးချုပ်ကထမ်းဆောင်တော့ပါလိမ့်မယ်အဲ့တော့ရခိုင်ဘက်မှာရှိတဲ့ AA တွေနောက်ရခိုင် AARP တွေစသဖြင့်အဲ့အစိုးစုတွေနဲ့ကိုယ့်အကူကြည့်ချက်တာနေကြပြီလို့ပြောချင်တာပေါ့နော်ဒါတစ်ချက်နောက်တစ်ခုကမနေ့ပြန်မှာအာရှလိုင်းပြန်ဖွင့်မယ်လို့ကျွန်တော်ချက်မြင်သိရပါတယ်အာရှလမ်းကြီးပြန်ဖွင့်မယ်မြောက်ရီအာရှလိုင်းပြန်ဖွင့်မယ်နေရာတွေပါတပ်ပုံတွေမှတ်တမ်းတွေချင်းနေတက်နေဒီနေ့ဆိုတော့ကျွန်တော်သိရတော့ဖွင့်မယ်နေရာတစ်ဝက်မှာလာပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအင်အားထောင်ချီပြီးတော့ဒီအာရှလန်ကြောမှာရောဖွင့်အာရှလန်ကြောမှာလမ်းကြောလုံးမှာဒီအာရှလန်မြောက်ရီကော့ဂရိတ်ဒီဘက်ကဟောပေါ့နော်အာရှလန်ကြီးတစ်ခုလုံးမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေထောင်နဲ့ချီပြီးတော့အင်အားတွေဖြန့်ကျက်ပြီးချထားတယ်ပြောရတော့တကယ်လို့ကားတွေသာသွားမယ်ဆိုရင်အန်ရီကင်းသွားလို့ရအောင် DKBA တို့PDF နဲ့ DKB ရောထွေးအဖွဲ့အစည်းတို့ KNL ရောထွေးအဖွဲ့အစည်းတွေက KNLP ရဲ့ရောထွေးအဖွဲ့အစည်းတွေကလာနောက်ဆက်ပေးမှဆိုလို့လုံခြုံရေးတပ်ဖွဲ့နဲ့ပြေဝချထားတာတွေ့ရတယ်နောက်တစ်ခုကထားချထားလို့သိရတယ်ပေါ့နော်နောက်တစ်ခုကဒါလန်ဒရာဖွင့်ပွဲလုပ်မဲ့နေရာမှာလဲဒါလုံခြုံရေးတပ်ဖွဲ့နဲ့အဲ့နောက်တော့မှရားနေချီပြီးတော့အင်အားတွေကိုပတ်လဲမှာတမိုင်ပတ်လဲမှာလုံးဝအဲ့နေရာရှင်းသွားအောင်လှမ်းပြီးအဝေးကပြစ်လို့မရအောင်ထိပါတော်တော်လေးအားထည့်ပြီးတော့ပြုတ်ထားတာတွေ့ရတယ်အဲ့တော့သိရတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဒီအာချလိုင်းပြန်မနှက်ဖန်ပြန်ဖွင့်ပြီပေါ့နော်နေရာနေပြန်ဖွင့်ပြီလို့ဆိုတော့ဘာပြောထိုင်းမြန်မာကုန်စည်စစ်ဆေးမှုအားကောင်းလာမယ်ပို့ပြီးတော့ဘာပြောကျွန်တော်တို့ခက်ခဲချက်တဲနေတဲ့တချို့သောဒီကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကုန်စည်စစ်ဆေးမှုလုပ်ငန်းတွေမှာပြန်ပြီးတော့နည်းနည်းအားပြန်ကောင်းလာမယ်ထိုင်းဘက်ကလည်းဒီကိစ္စကိုအပြိုကြီးပျော်နေတယ်ပေါ့နော်ပြီးတော့ထိုင်းကိုယ်တိုင်ကလည်းသက်ဆိုင်ရာလက်နက်ကိုင်ဖွဲ့ရေးစီကိုလုံလောက်တဲ့မင်းတို့ဒီလောက်တော့ယူလိုက်ကွာဆိုပြီးညှိတာရှိမယ်လို့ကြားပါတယ်ပြီးတော့ဒီလမ်းဖွင့်တဲ့အခါမှာအနောက်ရှက်မပေးဖို့အတွက်ကို DKB ကဒူးဦးစီးချုပ်အုပ်စုတွေနေပြီးတော့မှတက်ပြီးတော့တွားတွေ့ပြီးတော့နောက်ရှက်ခေါ်ပြီးတော့အပြောခံရတယ်ပေါ့နော်မင်းတို့လာအောင်ဆိုပြီးပြောပြီးတော့မင်းတို့နောက်ရှက်မပေးနဲ့ဆိုတာမျိုးမှားတာခံရတယ်လို့ကြားသိရပါတယ်နောက်ရှက်မပေးနဲ့မှားတာခံရလို့ကြားသိရပါတယ်နောက်တစ်ခုကကာဝစီဦးချုပ်အစ်စ်ဒုတိယကာဝစီချုပ်တော့နော်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကိုဝါမိုင်းလာဝဂုံယူချောင်းဘာညာစာတွေပို့ရတဲ့အထိဖြစ်တာတွေ့ရတယ်ဒါပေမဲ့ဝါရဲ့မိုင်းလာပို့တဲ့စာတွေမှာမိုင်းလာတော့ပို့တာရိုးရှင်းပါတယ်ကာချုပ်ဒုချုပ်တက်ချုပ်တဲ့ဒုချုပ်ကိုပို့တာရိုးရှင်းပို့ပါတယ်ဟိုကတော့ဝါကတော့ပို့တဲ့စာတွေမှာစကလုံးသုံးလေးတွေကနည်းနည်းတော့ပြဿနာတိတ်ပြီးတိတ်ပုံမဟုတ်ဘူးပေါ့နော်အဲလိုမျိုးရှိတွေ့ရတယ်ဒါပေမဲ့ထားပါဗျာဒါတွေကတော့ရေးမကြည့်ပါဘူးကောင်းသူချုပ်အစ်စ်ကိုအစ်စ်နဲ့ဒူးချုပ်အစ်စ်ကိုစာပို့တယ်ဆိုတာပို့ပြီးတော့တို့ဒါကွန်ပျူတာပြောတာကောင်းတဲ့ကိစ္စပါနော်ထားပါတော့ဒါလေးတွေကရှိတယ်ဒီနေ့ဆိုတော့ကျွန်တော်တို့သွားလာရင်လည်းကျွန်တော်ကြားတဲ့သတင်းတွေကဘာလဲဆိုတော့ EV ကားတွေနဲ့ပတ်သက်တဲ့သတင်းတွေကြားပါတယ် EV ကားတွေကိုအခုဟိုလောက်တယ်ပေါ့နော် EV ကားတွေကိုအခုဒီနေ့စပြီးတော့တို့ဂိတ်ကြီးတွေကောက်ပြီပေါ့ဂိတ်ကြီးတွေကောက်တယ်ဆိုတာကကျွန်တော်က EV ကားတွေဂိတ်တွေဖြတ်လို့ရှိရင်0ပေါ့တခြားမှမကောက်ဘူးဒါပေမဲ့ကောက်တဲ့ဂိတ်တွေကောက်တယ်ညာကောက်တဲ့ဂိတ်တွေကောက်တယ်ဒါပေမဲ့အခုတော့ပြီးခဲ့တဲ့6လုံး EV ကားတွေကိုဂိတ်ကြီးမကောက်ပဲ free ပေးထားတယ်အခုစပြီးတော့ EV ကားတွေကိုဂိတ်ကြီးပြန်ကောက်တယ်ပေါ့နော်ဟိုဂိတ်တွေမှာကြီးကောက်တယ် EV ကားနဲ့ပတ်သက်လဲအစိုးရအနေနဲ့ policy တွေစဉ်းစားဖို့လိုတာပေါ့ EV ကားနဲ့ပတ်သက်ပြောစရာ EV ကားနဲ့ပတ်သက်နောက်နေ့မှာပြောစရာရှိပါတယ်ဘာလို့ EV လောကမှာပေါက်တက်ကရလုံနေတဲ့ဇာတ်လမ်းတွေကျွန်တော်စုံစမ်းရရှိသလောက်သိထားတယ်လို့ရှိတယ်ကျွန်တော်နောက်နေ့ကျရင် AC ကျရင်ပြောပါမယ်နော်အဲ့တော့ဟိုပြောရင်တော့ဒီနေ့ကကျွန်တော်သတင်းပြောဖို့လာတယ်ဆိုတာတဲ့ဟိုဖြစ်တာပေါ့နော်ဟိုသတင်းပြောဖို့တဲ့ကျွန်တော်မျက်နှာထွက်ပြတယ်လို့ပဲပြောပြရစီပြီးတော့ကြာနေထိုင်နေ2ရက်လောက်ပျောက်သွားရင်ပြောသနာဟိုလူတွေကပေါက်တက်ကရင်ပြောကြမှာစိုးလို့ပါနော်အဲ့တော့ထားပါတော့ပြီးတော့တိုင်းပြည်ရတဲ့အတိုင်းပဲပူလဲပူတယ်ဟုတ်ဗျာတိုင်းပြည်ပူတဲ့ခါကျတော့ပူပြီးတော့ပူလောင်နေဖြစ်ကြမှာဆိုလို့ပါရာသီဥတုကပူတာရဲ့
ဟိုမလိုအပ်တဲ့လျှောက်ပူအောင်ခြေအောင်နဲ့ဖြစ်မှာစိုးတယ်ဒါကြောင့်ကျွန်တော်မျက်နှာလေးထွက်ပြတာပေါ့နော်အဲ့တော့တိုင်းပြည်ကပူတယ်ဘလို့ပူလဲမင်းကဘာအပူပြင်းဆုံးမြို့တွေ15မြို့စီမှာမြန်မာမြို့တွေဘယ်နှမြို့ပါလဲဆိုတော့နေ1မြို့2မြို့3မြို့4မြို့5မြို့6မြို့9မြို့10မြို့အများကြီးပဲဗျမြန်မာတစ်ဝက်လောက်ထိတ်ဆုံးကတစ်ဝက်လောက်ပါနေတယ်ထိတ်ဆုံးကမင်းဘူးဖြစ်သွားပြီကဘာမှာအပူဆုံးမြို့မြန်မာကဘာပေါ်မှာအပူဆုံးမြို့တွေစီလိုက်တဲ့ခါမှာ15မြို့ထွက်လာတယ်အဲ15မြို့စင်းကိုစီလိုက်တဲ့ခါမှာမြန်မာထိတ်ဆုံးကမင်းဘူးကထိတ်ဆုံးကမြန်မာမင်းဘူးနောက်ပြီးတော့မ sorry South Africa ကတနိုင်ငံပြီးတော့မကွေး6တောင်ကူအဲ့ဒါကျွန်တော်တို့နိုင်ငံက1 2 3 4 5ထဲမှာထိတ်ဆုံးက4နေရာပါသွားတယ်နော်ဂုံယူကြပဲလားတော့ဂူမနဲ့ကြတော့မသိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုမှတော့ထိုင်းပြီးတော့မြန်မာပြည်တို့ဘာလို့ပါလာတယ်နော်ထိုင်းဘက်ကချမ်းဘာတွေပါလာတယ်နော်ထိုင်းအိန္ဒိယနော်ပြီးတော့မြန်မာတော့နောက်ထပ်ပါလာတယ်အများကြီးပါနော်ဟိုဖက်အန်တို့ဘာလို့ပါလာတယ်မိထီလာတို့အစားအကုန်လုံးပါလာတယ်အဲ့တော့ဘာပဲဒီနေ့တည်းနေ့ရက်စွဲနဲ့ထွက်လာတဲ့ဟာတွေပါအဲ့တော့တော်တော်လေးရာသီဥတုကပူပြင်းနေတဲ့ချိန်မှာအားလုံးသတိထားပြီးသွားလာနေထိုင်ကြတာကောင်းပါတယ်ဟိုသတိထားကြပါ history တွေပါဖြစ်သွားတတ်ပါတယ်နော်သွားတာလားသတိထားပါနော်ဟိုဒီပခုတ်ကူခဲတွေကမြိုင်တို့ဘာလို့မှလဲအခုတော့ဒီအပိုင်းမှာဘိုးလက်ရနဲ့ PDF အဖွဲ့တွေနဲ့ NUG အုပ်စုတွေနဲ့တော့73စီပေါ့ဗျာဒီအဲ့မှာစီအဲ့မှာဟိုရေနံတွင်းနေပါရှိတော့ဗျာအဲ့မှာချကုန်ကြပြီအဲ့မှာတို့ချင်းလဲချကုန်ကြဇလက်ဟိုမှာလည်းဖြစ်နေပြီလို့သိရတယ်ပေါ့နော်သိရတယ်ဒါတွေကဇလက်နေရှုပ်ချက်ခန့်တဲ့ဇလက်နေကြောင်းနေကျွန်တော်ဒီနေ့အတူချုပ်လေးတွေကျွန်တော်ဒီနေ့နည်းနည်းစီပြောပြတာပါနော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဝင်းဝရဲစခန်းကိုပြီးခဲ့တဲ့ရက်ပိုင်းကဟိုတရချောင်းမြို့တရတက်လိုက်တဲ့တရချောင်းတဝဲပိတ်ကားလမ်းပေါ်ဝင်းဝစခန်းကိုဝေါင်းနေသူတို့ဝင်ရပြီးတိမ့်မိုက်ပါညာပြောတယ်အခုနောက်ဆုံးတော့အဲ့မှာဝင်းဝစခန်းကိုပြန်ရဖို့အတွက်အဲ့မှာကိုကဲတဲ့ဗျူဟာမှုတွေအုပ်စုလူဖွဲ့တွေတော်တော်တဲ့ပုံပေါ်တယ်ဗျသူတို့တော်တော်လေးတော်တဲ့ပုံပေါ်တယ်ဘာလို့ဆိုတော့သူတို့အဲ့မှာရအောင်ကိုကဲပြီးတော့ဝင်းဝစခန်းကိုပြန်သိမ်းပြီးတော့တဝဲပိတ်လမ်းယူပြန်ဖွင့်အောင်လုပ်ပေးနိုင်ခဲ့ပြီတဲ့ပြောရတော့28 29 30 31အားလုံးလည်းပြီးလဲတော့31မှာတရားဝင်ကြီးညာတယ်ဗာလဲဝင်းဝစခန်းပတ်လေတဝဲဝင်းဝတရားအကုန်လုံးတက်ကပြန်သိမ်းလိုက်ပြီလို့ကြီးညာတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကသူတို့သိမ်းလိုက်ပြီသူတို့အဲ့နေရာရပြီဆိုကြီးညာတော့ KNL အုပ်စုတွေအခုတော့အတန်တိတ်သွားပြီပေါ့နော်အတန်တိတ်သွားကြပါပြီပြောရတော့ဒီနယ်မြေပြင်ရဖို့တဲ့ဒါဗျူဟာမှုတွေအဖွဲ့တော်တော်ကြိုးစားပန်းစားကြိုးစားပေးခဲ့ပုံပေါ်ပါတယ်နော်ဗျူဟာမှုဆောင်ပြီးတော့နယ်မြေတပ်ဖွဲ့တွေတော်တော်လေးရအောင်လုပ်ပေးနိုင်ခဲ့ပုံပေါ်ပါတယ်အဲ့တော့ဒန်းတိုင်းတိုင်းကတိုင်းမှုပေါ့တိုင်းမှုလည်းပါတော့ဒါတော့ကဲဝရန်ချီအကင်တဲ့တိုင်းမှုတွေနောက်တစ်ခါဒီမော်လမြိုင်ခြေဆိုင်တဲ့တိုင်းမှုတွေသူတို့တွေပူပေါင်းဆက်ပြီးညှိနှိုင်းပြီးလုပ်ကြတယ်ထင်ပါတယ်နော်ဒါလေးကပြန်ရသွားတယ်တမတော်ပြန်ရတာတွေ့ရပါတယ်နော်ဒါလေးတွေဒီနေ့သတင်းအတူလေးဖြစ်နေကျွန်တော်တို့ပြောပြတာဖြစ်ပါတယ်အဲ့တော့ဟိုနောက်ရက်မှာတော့ကျွန်တော်ပိုကောင်းတယ်ပြောပြစီအဲ့တော့အားလုံးပဲဒီလောက်နဲ့ပဲကျွန်တော်ရပ်ပြရစီအားလုံးပဲကိုရင်းစားသိရှိပါတိုင်းပြည်ကိုစိတ်နှံမှထားပါစရှိပါကိုနိုင်ငံသားချင်းချင်းအပြန်လာတပ်ဖြတ်နေတာကိုလက်ခုလောက TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်ချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လဲမျိုးတော့ဘာလို့ပြောရင်းနဲ့ခုနိုင်ပါ